Okay, so ဒီနေ့ကတော့ကျွန်တော်ဒီအရန်လှရဲ့နေရာလေးရောက်နေတော့ပေါ့နော်ဂျမနန်ရဲ့ကူညီတောင်းပြီးတော့ကျွန်တော် cinematic shot လေးတချို့ရိုက်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ဗီဒီယိုအဆုံးမှာထည့်ပေးလိုက်မယ်ပေါ့နော် Can you suggest me some cinematic shot leads so that I can shoot myself? I have a tripod and an iPhone. This is a great spot. Let's get some shots. First, try a wide shot to capture the whole area, getting the green grass on the left and the water on the right. Then, a tracking shot with your tripod. Okay, so သူပြောတာကျွန်တော်နားလည်လောက်ကတော့ဒီscene shot တစ်ချက်ရရင်ပေါ့နော် wide shot တစ်ချက်ရရင်မယ် wide shot ကမြက်ခင်းနဲ့ရေပြင်နဲ့ပါမယ်ပေါ့နော်ပြီးတော့နောက်တစ် shot ကကြတော့တဲ့အဲ့လမ်းလျှောက်နေတဲ့ဟာကိုပဲဆိုင်ပေါ်မှာတက်ပြီးတော့ရိုက်ပေါ့နော်ဆိုင်ပေါ်မှာတက်ပြီးတော့လမ်းလျှောက်နေတဲ့ဟာကိုကိုရိုက်ပြီးတော့လို့ရှိရင်close up လေးတစ် shot နောက်ကနေပြီးတော့ close up လေးတစ် shot ရိုက်လိုက်ပါတဲ့ဆိုတော့အဲ့ဒါလေးတစ်ချက်စမ်းရိုက်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ပုံမှန်ဆိုရင်တော့ Dramatic camera app ကိုသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ video camera နဲ့ပဲတစ်ချက်ရိုက်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့သူပြောတဲ့အတိုင်းရှီတစ်ဖက်မှာရှီနဲ့တစ်ဖက်မှာ green grass လေးရအောင်ရိုက်ကြည့်မယ်နော်ဆိုတော့ကျွန်တော်ရိုက်မယ်ဆိုရင် iPhone မှာဆိုရင်ဒီကောင်လေးကိုတစ်ချက်ထောက်ဖြည့်ထားပြီးတော့အောက်ကိုဆွဲချလိုက်လို့ရှိရင်ဒါ exposure နဲ့ auto focus က lock ဖြစ်သွားပြီပေါ့နော်ဆိုတော့အဲ့လေးကိုတစ်ချက်ရိုက်လိုက်မယ်ဆိုတော့ဒီတိုင်းလေးပဲကင်ပြီးတော့ရိုက်လိုက်မယ်ပေါ့နော်ခဏလောက်5စက္ကန့်လောက် Okay so ပြီးလို့ရှိရင်ကျွန်တော်ကအဲ့နားလေးမှာလမ်းလျှောက်မယ်ပေါ့နော်အဲ့နားလေးမှာလမ်းလျှောက်မယ်လမ်းလျှောက်တဲ့ shot လေးရိုက်မယ်ပြီးလို့ရှိရင်နောက်ကနေပြီးတော့ close up shot လေးတချို့ရိုက်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်တော့အဆင်ပြေလောက်ထင်တယ် Okay so လမ်းလျှောက်တဲ့ shot တော့ကတော့ကျွန်တော်ဒီမှာ signboard လေးတစ်ချက်ဆက်လက်လုပ်မယ်ပေါ့နော် tripod တော့ကိုအဆင်ပြေတဲ့နေရာမှာအဆင်ပြေတဲ့ angle နဲ့ရိုက်ပေါ့နော်ဆိုတော့အခုကတော့နေဝင်ချိန်လေးဖြစ်နေပါတယ်ပေါ့နော်မျောလင့်မင်းနဲ့အဲ့လေးကိုကျွန်တော်အဲ့နာကိုသွားပြီးတော့မတ်တက်ရမယ်ပေါ့နော်အဲ့နာဒီနာလေးမှာကျွန်တော်မတ်တက်သွားရမယ်ပေါ့ဆိုတော့အရင်ဆုံးကိုကဟိုမတက်ရမယ်ဆိုရင်ကိုကြည်ပေးမဲ့လို့ရှိရင်တော့ကောင်းတယ်ပေါ့နော်ကျွန်တော်ကကောင်းပါလေးရှိတော့တကယ်လို့ကောင်းပါလေးမရှိဘူးဆိုရင်တော့အဲ့နေရာကိုအရင်သွားရပါမယ်အဲ့နေရာကိုအရင်သွားပြီးတော့ကျွန်တော်ရိုက်လိုက်မယ်ပေါ့နော်ရိုက်မယ်အဲ့နေရာကိုသွားမယ်ပေါ့နော်အဲ့နေရာကိုသွားပြီးကျွန်တော်တစ်ခုခုနဲ့မှတ်ထားမှာပဲရမယ်ပေါ့နော်ကောင်းပါလေးမရှိရတဲ့သူအတွက်ကတော့ညမတော့တစ်ခုခုနဲ့ကျွန်တော်မှတ်ထားလိုက်မယ်ပေါ့နော်အဲ့အမှတ်ကိုမှတ်ပြီးတော့ကျွန်တော်ပြန်လာမယ်ပေါ့အဲ့မှာကျွန်တော်တော့ကောင်းပါလေးရှိတော့သူ့ကိုပဲတစ်ချက်ကြည့်ခိုင်းလိုက်မယ်ဗျာဒါတစ်ချက်ကြည့်ပေးကြအဲ့နာကိုသွားပြီးမတက်ရမယ်โอเคညမို့လေကိုကြည့်ခိုင်းတာလေ真的是ရိုက်မယ်လေတချင်းတူတူရိုက်ပြီးသွားပြီလေခုနကအများကြီးပဲအဲ့မှာစိုးနေတယ်စိုးနေထိုင်ပြရတယ်မျိုးကိုခဏလေးလမ်းလျှောက်လိုက်အောင်မယ်အမတည့်ရပြီးအမကြည့်နေပုံလားရိုက်မယ်လေအေးစီးစားနေစီးစားခဏလေးကိုနှစ်လျှောက်လောက်ရိုက်လိုက်အောင်ပါကိုဒီနှစ်လျှောက်ပဲနှစ်လျှောက်လေးခဏကြည့်ပြီနော်ကောင်းမလေးခိုင်းရလို့နည်းနည်းစိတ်ရှိရအလဲနားရအောင်ပြောနော်ဒီနေ့ကလဲနေတာပဲဟလားဒီနေ့ကလဲလားဒီဘက်โอเคပြီးရောလား close shot ရိုက်ပြီးတော့ဦးလေဆိုတော့ close shot ကတော့ကိုယ့်ကိုပဲကြည့်ချက်ပြီးရိုက်ရအောင်မယ်ပေါ့နော်ဆိုတော့signboard လေးနဲ့တစ်ချက်ကြည့်ချက်ပြီးရိုက်လိုက်မယ်ပေါ့နော် signboard တွေမထောင်ထားရပေါ့နော်မြင်ရပါမလားမသိဘူး okay ထားပါပြန်ပါတော့ signboard တွေမထောင်ထားရကျွန်တော်ဒီနေရာကိုသွားမယ်ဒီနေရာလေးမှာနေကြည့်မယ်အရင်ဆုံးပထမတစ်ခါအရင်သွားကြည့်ရမှာပေါ့နော်တကယ်လို့ကောင်းပါလိမ့်မရှိရင်ကြည့်ပေးမယ်လို့မရှိဘူးဆိုရင်ပေါ့လေအဲ့တော့ကြည့်ပေးမယ်လို့မရှိဘူးဆိုရင်ပထမတစ်ခါအရင်သွားပြီးတော့မှပြန်လာပြီးတော့ကြည့်ပေါ့နော်โอเคမလာဘူးဆိုရင်လည်းရွှေပြန်ရိုက်ပေါ့ဆိုတော့ခုရိုက်ကြည့်မယ်ခုနလိုပဲကျွန်တော်ဖြည့်ထားပြီးတော့sorry နည်းပြန်ကျွန်တော်ဖြည့်ထားပြီးတော့လော့ချလိုက်မယ်ရိုက်မယ်ပေါ့နော် so I think it's okay ကျွန်တော်ဒီနားလေးမှာချက်ကြည့်တယ်ပေါ့နော်အဲ့ဒီမှာရက်ပြီးတော့ကျွန်တော်ဟိုကြည့်လေးပေါ့အဆင်ပြေပေါ့နော်ဒီကောင် close up တော့ဖြစ်မသွားဘူး medium shot ပဲဖြစ်သွားရပါတော့ so whatever ကျွန်တော်ဒါလေးကို edit လုပ်ပြီးတော့ချက်ခုဗီဒီယိုအဆုံးမှာဆက်ပြလိုက်မယ်ပေါ့နော်